Hello ဒီနေ့မှာ老师တို့စာကြောင်းလေးထပ်ပြီးတော့လေ့လာရအောင်姐妹ဆိုတာအမညမှာပေါ့နော်姐妹他们看上去将像亲姐妹သူတို့တွေကို看上去ကြည့်ရတာတော့将တကယ်ကိုပဲ像ဆင်တူတယ်亲姐妹ညီမတွေလို့ဆင်တူပါတယ်他们看上去将像亲姐妹弟弟မောင်လေး我的弟弟是个淘气包ကျွန်တော်ရဲ့မောင်လေးကအရန်စောတဲ့တယောက်ဖြစ်ပါတယ်我的弟弟是个淘气包洋娃娃是အယုတ်ပေါ့နော်我有很多漂亮的洋娃娃ကျွန်တော်မှာ很多အများကြီး有ရှိတယ်漂亮的洋娃娃လှပတဲ့အယုတ်ကလေးတွေအများကြီးရှိပါတယ်我有很多漂亮的洋娃娃家庭ဆိုမိသားစုပေါ့နော်这是一个幸福的家庭这是ဒါကဖြစ်ပါတယ်一个တစ်ခုတယောက်ပေါ့နော်幸福的家庭စိတ်ချမ်းမြေ့ဖို့ကောင်းတယ်စိတ်ချမ်းမြေ့စရာကောင်းတယ်မိသားစုတစ်ခုဖြစ်ပါတယ်这是一个幸福的家庭ဒီနေ့မှာတော့老师ဒီလောက်ပဲတင်ကြပေးပါမယ်老师တို့နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ sharing လုပ်ပေးပါမယ်နော် bye bye